တိရိဓမ္မတောကမဟာရာဇာရေတွေမောင်း8400ရေငါမောင်းက8400မှာလူတော်မူရှာဇီဒီအပေါင်းက8400မှာတိရိဓမ္မတောကမဟာရာဇာရေတွေမောင်း8400ရေငါမောင်းက8400မှာလူတော်မူရှာဇီဒီအပေါင်းက8400မှာတောကရာမကြောင်းကြီးဝိဟာဘောမှာကိုတော်တိုင်းမတ်မတ်ရခါကြီးညိုတော်မူရှာတောကရာမကြောင်းကြီးဝိဟာဘောမှာကိုတော်တိုင်းမတ်မတ်ရခါကြီးညိုတော်မူရှာလဝါရီမာငါညအစင်းတင်းသည်ပမာကုသိုလ်ကောင်းမှုတွေဟာကွက်ကွက်ခွင်နေလေထွက်ပေါ်လာ